ကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်ဖြစ်လာအောင်အကြောင်းတရား9ချက်ကိုမြတ်စွာဘုရားဒီဓမ္မပဒဒေသနာတော်မှာဟောထားတာကြိုးစားမယ်ကြိုးစားတဲ့အခါမှာတတိရှိရမယ်ကိုလုပ်တဲ့လုပ်ငန်းမှာစင်ကြယ်တန်ရှင်းတဲ့လုပ်ငန်းမျိုးအလုပ်မျိုးဖြစ်ရမယ်လှုပ်တိုင်းဟာအသိဉာဏ်နဲ့ဆင်ញင်စဉ်းစားပြီးပြုလုပ်တယ်အရန်ဘယ်တော့မှမလုပ်ဘူးတင်ညတာကိုယ်နဲ့နှုတ်ကိုထိသိမ်းဆောင်ရှောက်တယ်ဓမ္မဇီဝီတရားတဲ့နိလန်းနဲ့သမွေးတယ်အပမတ္တတာရလာတဲ့အခြေအနေတစ်ခုပေါ်မှာရင်မှုမေးလျော့ပြီးတော့မနေဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကကြီးပွားတိုးတက်တယ်လို့သူတို့ပြောတာနော်ကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်ဖြစ်လာအောင်အကြောင်းတရား9ချက်ကိုမြတ်စွာဘုရားဒီဓမ္မပဒဒေသနာတော်မှာဟောထားတာအဲ့ဒီဓမ္မရတ္တကိုနာယူမှတ်သားထားမှာဖြစ်တယ်ပေါ့ကိုယ်ဘဝမှာအသုံးချပြီးတော့သင်္ကန်းစာတစ်ခုဖြစ်နေတဲ့ဓမ္မရတ္တပေါ်ကျင့်ကြံကြိုးကိုအထောက်အမှာ